တို့ကယူရီးယားကြောက်ဝယ်တယ်ပါဆိုတာအဲ့ဒါတွေကိုပြန်ဝယ်နေရတာကိုယ်စီကမရှိတော့တဲ့မျိုးစိတ်ခွန်လန်းခုတ်ကွက်တွေကိုပြန်ဝယ်နေရတာယူရီးယားနဲ့ဟုတ်ပါယူရီးယားမှာကကြက်လောကတူတက်ဆိုတာသူတို့ကပေါက်တော့ကြက်ကိုတင်အောင်မွေးနိုင်တယ်တင်အောင်မွေးနိုင်တော့သူတို့ရဲ့စမ်းသပ်မှုကိုသူတို့ research အောင်မြင်တယ်ဒိုးစီမှာအဲ့ဒါတွေမလုံနိုင်တဲ့အတွက်ဒီခါမကောင်းဟူတာမကောင်းဘူးဖြစ်ကုန်တာဒါပဲအဖေကဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာဒီတိုက်ကြီးနဲ့ပတ်သက်တဲ့ခန္ဓာတော်တော်များများခန္ဓာတိုင်းလုံးမလို့ပေါ့နော်ဖြစ်လာတဲ့ error တွေကိုလူကဘယ်လိုမျိုးမလဲပြန်ပြီးတော့ fix မလုပ်နိုင်ဘူးပေါ့နော်မှန်တာပေါ့ error တွေကို error ဖြစ်လာတဲ့ error တွေတက်လာတဲ့ပြဿနာတွေဒါတွေကိုလူကမရှင်းနိုင်ဘူးရှင်းနိုင်တဲ့နည်းစနစ်တွေနည်းပညာတွေမရှိကြဘူးမလုပ်ကြဘူးရှိလဲမလေးလာကြဘူးဒါပေါ့ဟိုလွယ်ကူကူပဲဒီကြက်ဆောက်တော့မကြဘူးကွာဒီကြက်ဘာမှမဖြစ်ဘူးကွာအဲ့ဒါပဲကြက်ပေါ်ပဲတရိတ်ဆန်ပေါ်ပဲပုံလိုက်တယ်ကိုဆောက်တော့မကြတာထဲမပြောရဘူးပဲကောင်ကဒါပေါ့အဲ့လိုပေါ့အဲ့လိုတွေများတယ်ဟုတ်ကဲ့နောက်တို့အညာမှာဆိုလဲကြက်ကောင်းတယ်ထွက်တယ်ကြက်ကောင်းတယ်အများကြီးထွက်တယ်အညာမှာဒါပေမဲ့သူတို့မေးလိုက်စနစ်တကျဖောက်တယ်ဆိုတာအခုခစ်တော့နည်းနည်းရှိလာတယ်ဟိုတော့ပူဆိုးတယ်မရှိဘူးကောင်းလာတော့မှခွက်လက်ချလို့ကောင်းလာမလားငါကြက်လေးဆိုပြီးလက်ပေါ်မချတဲ့ကောင်ပဲများလားဟုတ်လားမေးလိုက်ဘယ်မျိုးရိုးလို့ဆိုဖင်ကုတ်ကောင်းဟိုလိုဒီလိုပဲများတယ်ခိုင်ခိုင်မာမာတိတိကျကျကွာ record တွေမရှိဘူးကွာ record မရှိဘူးအဲ့ဒီတော့ကြောင့်ဒိုးစီမှာမတိုးတက်တာတိုးတက်မှုနေတာအဲ့ဒါလည်းအများကြီးပါတယ်တကယ်တော့ကိုယ်စီမှာတကယ်ကောင်းတဲ့ကြက်ဖောက်နိုင်တိုက်နိုင်လဲဆိုရင်ရိုးတွေကနီးလေးသွားတိုက်လို့ရတယ်လေတော့ဘာလို့မရောက်လဲကိုယ်စီသွားနိုင်တဲ့အရေးချင်းမရှိလို့လေဟိုငွေကြီးကြောင့်လဲပါတယ်လို့ကွာဟိုနောက်ပြီးတော့ဘယ်လိုပြောမလဲဒီကြက်အဆင်မမိတာလည်းပါတယ်တော့ဒိုးစီမှာဘယ်တော့ကောင်းကြက်တယ်ရိုးတွေဟသွားရင်မရဘူးတိုးလို့မရဘူးတို့စီမှာဘလုံးဝမရဘူးတို့ဗမာကြက်အစ်စ်နော်ဟုတ်တယ်ဒါပေမဲ့ရိုးတွေကမေးဗမာကိုစော်ကားလားမေးလုံးဝမစော်ကားဘူးဒီနေ့ချိန်ထိမှန်တယ်ဘာလို့ဆိုတော့မာလောဆိုတာဗမာကြက်နဲ့ဆင်းသက်လာတာသူ့ရဲ့မျိုးရင်းဒီဗမာပဲဒီကောင်တွေတကဘာလုံးရောင်းနေတာလေရိုးတွေကကြက်ဆိုပြီးမရောင်းအဲ့ကျုပ်ဗမာကြက်လို့ပဲပါမာဗမာကြက်ဆိုပြီးတော့ပြောရောင်းတာဒိုးတွေမလုံးနိုင်တဲ့အလုပ်ကိုရိုးတွေကလုံးပြနေတာဟုတ်အဲ့ဒါဒုစီရကောင်တွေကယူတွေကမကောင်းပါညာပုတ်ခတ်တယ်ကိုကသူတို့ဖီအောင်လိုက်မယ်မစင်စားဘူးကွာအပြစ်တင်နေဝေးပန်းတယ်အဲ့ဒီမှာပဲဒုစီရလူတွေကဂိတ်ဆုံးသွားတယ်ဟုတ်ဒါပေမဲ့ယူတွေကအဲ့လိုမလုပ်ဘူးဒုစီရကြောက်တန်ဖိုးထားတယ်သူတို့အဆင့်မြင့်တယ်မြင့်ပြီးလို့ရှိရင်ကဘာတိအောင်လုပ်တယ်အဲ့ဒါနဲ့ဝင်ငွေချတယ်မစင်စားကြည့်ဖို့ပဲကောင်အုံနောက်ပို့အောင်လားတော့မှန်တော့ကျွန်တော်တို့မြန်မာပြည်မှာဟိုးရေခက်ကတဲ့နေဒီချိန်ထိ bleeding နဲ့ပတ်သက်ပြီးတော့တောက်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲတိကျမှန် record တွေမရှိဘူး record တွေမရှိဘူးဟုတ်တယ်ဒါအခုခေတ်ဒီခေတ်မှာတားဖောက်တဲ့လူတွေကဒီ record တွေအကုန်လုံးပြန်ပြီးတော့စုဆောင်းနေရတာဟုတ်တယ်ဟိုနောက်တစ်ခုပြောပြမယ်ဟိုခေတ်တုန်းကကြက်တွေတအားကောင်းတယ်ဟုတ်ကဲ့အဲ့ဒီကြက်တွေအကုန်လုံးဒီရိုးတွေဟာမှာအဲ့ဒီမျိုးစိတ်တွေအကုန်ကြံခဲ့တယ်ဟုတ်တယ်အခုချိန်ကြီးတို့မှထိန်တာတော့တို့ကယူရီးယားကြောက်ဝယ်တယ်ပါဆိုတာအဲ့ဒါတွေကိုပြန်ဝယ်နေရတာကိုယ်စီကမရှိတော့တဲ့မျိုးစိတ်ခွန်လန်းခုတ်ကွက်တွေကိုပြန်ဝယ်နေရတာယူရီးယားရတယ်ဟုတ်ပါဒါယူရီးယားမှာရှိတယ်ထိန်းထားတယ်တို့အခုချိန်ထိဟုတ်တယ်ကိုယ်စီမှာမရှိတော့ဘူးဒါတွေမှန်တယ်သွားပြီဟိုအရေးတစ်ခက်ကဒီကျွန်တော်တို့ဒီယူရီးယားအခြေသမားကြီးတွေဟိုပါဗောဒီကျွန်တော်နဲ့သိတဲ့ဆရာလေးဆိုရင်လည်းသူပြောတယ်လေငါတို့ငငယ်လေးတော့လောကတဲ့နှစ်90လာတော့မြန်မာပြည်ကจิตတကောင်ရောက်ဖို့ငါတို့ရဲ့အိမ်မက်ပဲတဲ့ယူရီးယားအခြေသမားတွေပြောပြီးတော့မြန်မာပြည်ကจิตတွေလည်းအမြောက်များယူရီးယားဝင်သွားပါတယ်အခုချိန်ထိလည်းဂျက်ကရင်ဆိုတာယူရီးယားမှာချန်ရှိတယ်ဗောသူဆိုရင်လည်း तू ကတော့ကြက်မျိုးဖန်တီးတာလူများမျိုးကောင်းတော့ तू တိတ်မို့ဘူးသူဖန်တီးတယ်ဘယ်လိုဖန်တီးလဲဆိုဗမာပြည်ကနေချက်ဖချက်မှတစ်နှစ်ကိုအကောင်200ဝန်းကျင်လောက်သူတည်တယ်ဟုတ်ကဲ့ယူရီးယားကိုတွင်းတယ်ယူရီးယားရောက်လို့ရှိရင်အဲ့ဒါတွေကိုဗီယက်နမ်နေနဲ့သူပြန်ဖောက်တယ်ဖောက်ပြီးတော့မျိုးစိတ်အသစ်တွေဖန်တီးတယ်အခုချိန်ကြီးလုံးနေတော့သူဒီနှစ်ထိလည်းဝယ်နောက်နှစ်လည်းဝယ်အောင်ပါပဲသူကထပ်ပြီးတော့ဟုတ်တယ်အဲ့လိုမျိုးတွေပေါ့ဒါจิตဖောက်တာနဲ့ပတ်သက်ပြီးတော့ဟိုအခြေခံအကြောင်းတရားလေးတွေပေါ့ဟုတ်တယ်